ကင်ဆာယောဂသမားကလိမ့်ဆေးကိုဘယ်ကနေစသုံးပေးရမလဲဒီ၄ခုစလုံးကိုပေါ့နော်ကင်ဆာယောဂသုံးနည်းလာပြီးမျှဝေပေးမယ်နော်ကင်ဆာအမျိုးမျိုးသုံးပေးလို့ရတယ်ကင်ဆာယောဂဖြစ်နေပြီဆိုရင်လေတကူလုံးသုံးပေးသွားရမယ်ဘယ်ကနေစသုံးရမလဲဆိုတော့လိမ့်ဆေးအဘူးသေးပို့ပြီးသုံးပေးတင်တယ်နော်သူကကင်ဆာယောဂရဲ့အစိတ်အတောက်တွေကိုပေါ့နော်ဖယ်ထုတ်ပေးတဲ့ဒီလိမ့်ဆေးကလေအဘူးသေးကပေါ့နော်အေးတက်ဖြစ်တဲ့ကင်ဆာဖြစ်နေတဲ့သူတိုင်းကခန္ဓာကိုယ်အပူဓာတ်ဖြစ်တာကနေများတဲ့အစိတ်အတောက်တွေဖြစ်တာကနေများတဲ့နော်အဲ့ဒါကြောင့်မို့ဒီလိမ့်ဆေးအဘူးသေးကလေခန္ဓာကိုယ်ထဲမှာအစိတ်အတောက်များတဲ့ဆိုရင်ဆဆလိမ့်နေဆိုရင်နည်းနည်းပူဝင်ရှိန်လေးဖြစ်တဲ့ဒါပေမဲ့ခဏခဏလိမ့်ပေးမယ်ဆိုရင်တော့အဲ့ဒီအစိတ်အတောက်ကိုရှော့ကျလာစေတာပေါ့နော်ရေလဲခဏခဏတောက်ပြီးအောင်ပေါ့နော်ဒီလိမ့်ဆေးအဘူးသေးကိုလိမ့်ပေးပြီး10မိနစ်ထားပြီးမှအဘူးကြီးနဲ့တွဲလိမ့်ပေးအဘူးကြီးတစ်ခုလုံးလိမ့်ပေးလို့ရတယ်เนาะကြောကုန်းအနောက်မှာခါးတွေရင်ဘတ်အရှိတွေပေါ့เนาะခြေတောက်တွေเนาะပေါင်ကြားတွေလိမ့်ပေးလို့ရတယ်ပပလေးနဲ့လိမ့်ပေးပေါ့เนาะ10မိနစ်တစ်ခါလိမ့်ပေးလို့ရတယ်ကိုကခဏခဏလိမ့်ပေးနိုင်တယ်ဆိုရင်ကိုရဲ့ခန္ဓာကိုယ်ထဲကရှိနေတဲ့အစိတ်အတောက်တွေကိုပေါ့เนาะဖယ်ထုတ်ပေးညားလေပဲခဏခဏလိမ့်ပေးနိုင်တဲ့သူတွေပေါ့เนาะရေတန့်လဲတစ်နေ့ကိုဒီလိုမျိုးရေတန့်က2ဘူးလောက်ပေါ့နော်တစ်ခါတောက်ဆိုရင်နည်းနည်းလေးပေါ့နော်ခန္ဓာကိုယ်အစိတ်အတောက်ဖယ်ထုတ်ပေးနိုင်တယ်နောက်တစ်ခုတော့နန်းစီပေါ့နော်ဒီနန်းစီကကင်ဆာယောဂဖြစ်နေပြီဆိုရင်တစ်နေ့ကိုနှလုံးတောက်ပေးလို့ရတယ်ပြီးတော့စပရေးလေးကိုမေးလို့မရဘူးနော်ကင်ဆာယောဂသမားခံတွင်းအားတွေကောင်းစေဖို့စပရေးလေးကပေါ့နော်မျက်စိကိုမိတ်ပြီးတော့ဖြန့်ပေးလို့ရတယ်ခန္ဓာကိုယ်တွေဖြန့်ပေးပေါ့နော်ခန္ဓာကိုယ်ကဘယ်လောက်ထိကောင်းလဲဆိုတော့ခံတွင်းအားကောင်းလာတယ်အိပ်ရေးကောင်းလာတယ်ဒီစပရေးလေးကပေါ့နော်ဒီ၄ခုစလုံးကိုတွဲသုံးပေးပါအဘူးသေးတော့အရင်ကုန်မြတ်မယ်နော်အဲ့ဒါကြောင့်မို့ကင်ဆာယောဂဖြစ်နေပြီဆိုရင်ဒီသက်စုံလေးကိုစပြီးသုံးပေးပါနိုင်ငံခြားဆိုရင်လေသုံးစုံမှာစပို့ပေးတယ်နော်ထိုင်းနိုင်ငံဆိုတော့သက်စုံနဲ့စပြီးဝယ်ယူလို့ရတယ်ကင်ဆာယောဂသမားတွေအတွက်ပေါ့နော်အမြင့်အထီးအာမခံပေးတယ်ပျောက်ချင်တဲ့သူတွေအတွက်နော်ဝယ်ယူချင်တယ်ဆိုရင်လေ Messenger ကနေမေးမြန်းလို့ရတယ်နော်ဘယ်မှာဝယ်ရမလဲမေးလာတဲ့သူတွေအများကြီးရှိတယ်နော်ကိုကြည့်နေတဲ့နေရာရဲ့ Messenger ကနေဆက်သွယ်ပြီးမေးမြန်းလို့ရတယ်ပို့ပေးပါတယ်ရှင်ကြောက်ကအားဘလောက်ထိကောင်းလဲဆိုတာဒီ၅ချက်ကိုပြန်ပြီးစစ်ပေးပါနံပါတ်1စီအမြုပ်ထခြင်းပေါ့နော်ကိုစီလန်းချောင်းမှာပေါ့နော်အမြုပ်တွေပါလာတယ်ဆိုတာပရိုတင်ဓာတ်တွေကျလာလို့ပေါ့နော်အဲ့ဒါကြောင့်မို့ဒီလက္ခဏာတွေရှိတယ်ဆိုရင်ကိုရဲ့ကြောက်ကကတော့စပြီးပျက်စီးနေပါပြီနံပါတ်2ခြေထောက်တွေယောင်တာပေါ့နော်ခြေထောက်ယောင်တဲ့လက္ခဏာကဘာကြောင့်ခြေထောက်ယောင်တာလဲဆိုတော့ကြောက်ကအားနည်းလာတဲ့ချိန်ခန္ဓာကိုယ်ထဲကရေတွေမဖယ်ထုတ်ပေးနိုင်လို့ပေါ့နော်ဒီလက္ခဏာတွေစတွေ့နေပြီဆိုရင်အဲ့ဒါကိုယ့်ရဲ့ကြောက်ကတွေပေါ့နော်စပျက်စီးနေပါပြီနံပါတ်3တစ်ချက်ကပြင်ပန်းလွယ်တယ်မောပန်းလွယ်တယ်เนาะဒီလိုလက္ခဏာတွေကကိုယ့်ရဲ့ကြောက်ကတွေစပြီးပျက်စီးတဲ့လက္ခဏာတစ်ခုလည်းပါတယ်เนาะနံပါတ်4တစ်ချက်ကအသားအရည်6တွေ့တာတွေเนาะအသားအရည်6တွေ့တဲ့လက္ခဏာကလည်းကစပျက်စီးတဲ့လက္ခဏာတစ်ခုပါတယ်အဲ့ဒါကြောင့်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဂရုစိုက်ပေးပါကိုယ့်ရဲ့ကျန်းမာရေးကိုဂရုစိုက်ပြီးပျက်စီးနေတဲ့လက္ခဏာစပြနေပြီဆိုရင်အစာအသောက်ပိုင်းဂရုစိုက်ပေးရမယ်နောက်တစ်ခုတော့ပေါ့နော်ဒီမှာတဘာဝလိန်ဆေးတွေခက်ခုမြင်တွေပေါ့နော်တွဲပြီးတောက်ပေးပါလိန်ပေးပါကိုယ့်ရဲ့ကြောက်ကတွေပြန်ကောင်းချင်တဲ့သူတွေအတွက်ပေါ့နော်ထိုင်းနိုင်ငံမှာဆိုရင်ကြောက်ကသွေးလဲနေတဲ့သူကနေဒီဆေးတွေကိုသုံးပြီးတော့ကြောက်ကတွေပြန်ကောင်းလာစေတာပေါ့နော်အဲ့ဒါကြောင့်မို့ကြောက်ကစပျက်စီးတဲ့လက္ခဏာတွေ့နေပြီဆိုရင်မလွတ်ထားပေးတင်ဘူးအမြန်ဆုံးအလားစာနဲ့တွားပြီးလိန်ပေးပါเนาะဘယ်ကနေဆက်သွယ်ရမလဲဆိုတော့ Messenger ကနေအသေးစိတ်မေးမြန်းလို့ရတယ်လေဖြတ်တဲ့သူတွေအကျော်တည်တဲ့သူတွေလမ်းမလျှောက်နိုင်တဲ့သူတွေအောက်ပိုင်းတည်တဲ့သူတွေပေါ့နော်ဒူးနာခါနာခြေလက်ထုံကျင်အကျော်သက်အကျော်လွဲဒီလက္ခဏာတွေကလေဆေးတောက်စရာမလိုပဲနဲ့ဒီလိမ့်ဆေးအဘူးသေးအဘူးကြီးကိုတွဲလိမ့်ပေးเนาะအကုန်လုံးကောင်းသွားစေရတယ်ပို့ပြီးကောင်းလွယ်တယ်เนาะဒီလိမ့်ဆေးကလေယောဂအမျိုးမျိုးလိမ့်ပေးလို့ရတယ်ကင်ဆာသမားကြောကတ်သမားတောင်ပြန်ကောင်းလာတယ်အခုအကျော်သေးသွားတဲ့သူเนาะထမနိုင်တဲ့သူကနေဆေးလိမ့်တယ်လေ2လလောက်ပဲလမ်းပြန်ရှောက်နိုင်တယ်ပြန်ထနိုင်တယ်လမ်းပြန်ရှောက်နိုင်တယ်เนาะတချို့ဆိုရင်လေအကျော်သေးတယ်အောက်ပိုင်းသေးတယ်လိမ့်လို့ရပါမလားဆိုရင်လေဒီလိမ့်ဆေးအဘူးသေးအဘူးကြီးရဲ့ပြီးတော့ဒီမှာခရခုမင်းကိုတစ်နေ့တစ်လုံးတောက်ပေးပြီးတော့စပရေးလေးနဲ့တွဲပြီးဖြန့်ပေးဒီ၄ခုစလုံးပေါ့နော်၄ခုစလုံးကိုအရင်စပြီးသုံးပေးအာမခံပေးတယ်ဒီလိုလက္ခဏာနော်အကျော်တက်တယ်အကျော်လွဲတယ်နော်ခြေလက်ထုံကျင်းတယ်ဒီမှာဒီနားမှာတကယ်ကောင်းတယ်နှိပ်စရာမလိုတော့ဆေးအင်္ဂလိပ်ဆေးတွေပေါ့နော်ကိုတောက်တာများတယ်ရေရှည်နဲ့တောက်သွားပေးမယ်ဆိုရင်လေ
ကြောက်ကနဲ့အစာအိမ်ထိခိုက်တယ်အခုကြောက်ကအစာအိမ်ထိခိုက်ဆရာမလို့တော့လိမ့်ပေးရုံနဲ့အကျော်တက်အကျော်သေးတဲ့ကိုအကျော်သေးတဲ့ကိုအကုန်ကောင်းလာစေတယ်အာမခံပေးတယ်နော်လေးပေးကြည့်ပါတိတာစေရမယ်ကျမကြီးလည်းကောင်းလာစေရမယ်နော်အာမခံပေးတယ်ရှစ်ရချင်တဲ့သူတိုင်း Messenger ကနေဆက်သွယ်မေးမြန်းလို့ရတယ်နော်ထိုင်းနိုင်ငံဘယ်နေရာမဆိုပို့ပေးတဲ့နိုင်ငံတိုင်းလည်းပို့ပေးတဲ့အသေးစိတ်လာပြီးမေးမြန်းလို့ရတယ်နော်အတွင်းကင်ဆာဆိုဘယ်လိုလောက်ရမှာလဲအတွင်းကင်ဆာပဲဖြစ်ဖြစ်အတွင်းထဲဖြစ်တာပဲဖြစ်ဖြစ်အပြင်ပဲဖြစ်ဖြစ်အကုန်လုံးသုံးလို့ရတယ်နော်ပြောရမယ်ဆိုရင်ကင်ဆာဖြစ်တဲ့သူတွေကကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကလာတာကြီးပဲနော်အတွင်းထဲခန္ဓာကိုယ်အတွင်းထဲမကောင်းလို့ကင်ဆာဖြစ်တာနော်ကျွန်တော်ဒီနေ့ဩစတြေးလျကအဆုတ်ကင်ဆာအတွက်ဝယ်သွားတဲ့အမတယောက်ဒီနေ့တတ်တာတယ်လို့ပြောလာတယ်နော်ကျွန်တော်ဗီဒီယိုပြောပြမယ်ဗီဒီယိုမဟုတ်ဘူးအတန်ဖိုင်နော်အမရတော့ဩစတြေးလျနိုင်ငံမှာနေတာနော်ထိုင်းနိုင်ငံကိုအလဲလာရင်းနဲ့ကျွန်တော်ဗီဒီယိုကိုတွေ့လို့ကျွန်တော်ဟာကိုလာဝယ်သွားတယ်နော်အများနဲ့ယူသွားတာအဆုတ်ကင်ဆာအတွက်တုံးတယ်နော်အခုထက်လို့ချင်းတယ်နော်ဒါတက်တာလေလို့ပြောတယ်အဲ့ဒီဘူးကြီးရောဘူးသေးရောသူကလိမ့်ပြီးရဲ့ဟိုတော်တော်လေးတက်တာပြောတယ်အဲ့ဒါကြောင့်လေထပ်ပြီးတော့ဆက်ပြီးတော့တုံးကြည့်ချင်လို့ပါတက်တာတော့မှရိုးရိုးမတက်တာအောင်နော်အတော်လေးတက်တာတယ်နော်ဒါကအဆုတ်ကင်ဆာနော်ဒါကြောင့်လို့အတွင်းကင်ဆာပဲဖြစ်ဖြစ်အပြင်အားပဲဖြစ်ဖြစ်နော်သုံးပုံသုံးနည်းမှန်ကန်မယ်ဆိုရင်မတက်စရာအကြောင်းမရှိဘူးနော်ကျွန်တော်စီမှာကင်ဆာဖြစ်ပြီးသုံးပြီးတက်တာတော့တဲ့သူဆိုတာဒီတယောက်မဟုတ်သေးဘူးနော်ဒီတယောက်ပထမမဟုတ်ဘူးကျွန်တော်နောက်ကြောင်းဗီဒီယိုတွေပြန်တော့ကြည့်လို့ရတယ်နော်ဥမာကြီးအတဲအဆုတ်ကင်ဆာတိုင်းကင်ဆာနော်ကင်ဆာမျိုးမျိုးပဲတက်တာတော့တဲ့သူတွေရှိတယ်နော်အခုထိသူတို့သုံးနေတော့ပဲအစင်မပြတ်သုံးနေတော့ပဲနော်โอเคမလေးရှားပို့ပေးလားမလေးရှားမှာရောင်းနေသူရှိတယ်နော်ကျွန်တော်ဖုန်းနံပါတ်လေးထားပေးခဲ့မယ်နော်မလေးရှားမှာနေတဲ့ညီကောင်မောင်နှမတွေတုံးချင်တယ်ဆိုရင်ဖုန်းဆက်ပြီးလမ်းပေးလို့ရတယ်နော်မလေးရှားမှာအစုံရှိတယ်နော်လိန်တာဖျန်းတာပြီးနန်းစီတောက်တာနော်ကိုဖြစ်တဲ့ယောဂကိုအသေးစိတ်ဖုန်းဆက်ပြီးမေးပါနော်ကင်ဆာလားအဆုတ်လားအသေးလားကြောက်ကက်လားယောဂမျိုးစုံပဲနော်အစာအိမ်ဖြစ်တဲ့လူလားနော်ဒီုံစေကန်တွားနေရတဲ့သူတွေမတတ်တာတဲ့သူတွေဆိုရင်ဖုန်းလန်းဆက်ပြီးတုံးကြည့်ပါနော်တတ်တာစီရမယ်နော်မင်းညကအဆုတ်ကင်ဆာတက်တာတော်တဲ့သူတွေဩစတြေးလျနိုင်ငံเนาะအဲ့ဒါတော့ကျွန်တော်ကိုယ်တိုင်ပို့ပေးတာเนาะအဲ့ဒါတော့အဆုတ်ကင်ဆာเนาะဒါကြောင့်မလို့မလေးရှားမှာနေတဲ့ညီကောင်မောင်နှမတွေတုံးချင်တယ်ဆိုရင်ဖုန်းနံပါတ်ကိုဆက်ပြီးတော့လမ်းမှာလို့ရတယ်เนาะအစုံရှိတယ်เนาะโอเค